ငါသိလို့ရတယ်မင်းငါသိမလေးရှက်စရာကောင်းလိုက်တာနိုင်ငံခြားမှာအလုပ်သွားလုပ်နေတဲ့သားမအေးပတ်စံလွှဲတာ9သိန်းနဲ့စားလုံးကကောင်းညသေးရဲ့လားအရက်ကတော့ရေသားလေးတယောက်နိုင်ငံခြားလွှတ်လိုက်တာကြားလားတိုက်ဆောက်ဖို့နေနေတာဝင်းဝါတော့မနဲ့တောင်းနေရဆိုင်ကဘာဖြစ်ချင်လဲရှင်ငါဘိုးရှင်ရမြတ်ကျမအသေးပြည့်ခွေးပြည့်ဖြစ်လွယ်တာလဲညီးစီမှာပဲရတာဆိုတော့မနေ့ကငါထိုးထားတာလေတကွငါတောင်းဖို့အားလိုက်ကရင်မလုံးနဲ့မလုံးနဲ့ဟယ်လိုမေ အေးပြော မင်းနေကောင်းလားလွမ်းလိုက်တာမေရဲ့ဒါလေမေကိုလည်းလွမ်းတယ်ညီမပြည်ကိုလည်းတာလွမ်းတယ်ပြီးတော့အမေချက်ကျွေးခဲ့တဲ့မင်းနဲ့ဟင်းလေးကိုလည်းဒါတတိယနေတယ်မေကဲပါရေမြဖက်မြတွေပြောမနေပါနဲ့နေငါစီကိုဘယ်တော့ပတ်စံလွှဲမှာလဲပြောဗျာမေရလည်းဒါဒီကိုရောက်တော့မှမကြသေးဘူးလေပြီးတော့ဒီလာရတဲ့လာတာဒါလာကုန်တဲ့ခါကျရင်ဒီမှာနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့အတွက်ဒါတော့အောင်မလေးမေရဲ့ဒီလာတော့ဒါလုံးမပေးနိုင်တော့နော်မေအေးအဲ့ဆိုလဲငတ်ကြတာဗောသားလေးတယောက်နိုင်ငံခြားလွတ်လိုက်တာကြားလားတိုက်ဆောက်ဖို့နေနေတာဝင်းဝါတော့မနဲ့တောင်းနေရအဲ့လိုတော့ပြောပါနဲ့မေရဲ့မေကိုရှေ့ဘက်ထဲမှာဒါ30တောင်လွတ်ထားပြီးပြီလေ30နေပို့ထားတာ30နော်300မဟုတ်ဘူးအခုခေတ်အခုခါကြီးက30ဘာသားလောက်စားလို့ရမှာလဲဒါလည်းတက်တယ်တော့ချူတာပြီးတော့မေစီကိုပတ်စံရအောင်ပို့နေပါတယ်မေရဲ့နေကဘာတွေများသုံးလို့နေလို့လဲတနေ့ထမင်းသုံးနဲ့စားရရင်တော်ရောပေါ့သူများသားသမီးတွေဆိုတနေ့မှထမင်းနဲ့စားပြီးမိဘကိုလှုပ်သေးနေကြတာတော်ပါပြီအခုနေပတ်စံမပို့ဘူးမို့လားငါလည်းမအားသေးဘူးငါဘာငါရှာစားမယ်ဒါပဲမေလာပြီဒေါ်ပါရေဒေါ်ပါဟောအေးလာခဲ့လေမလီဘာလဲဒေါ်ပါရေထုံးတဲ့အတိုင်းသားစီယာလာဆောင်မျှော်နေရပြန်ပြီလားဟုတ်ပါရေတောင်းလည်းမရပါဘူးမသေးချာရဲ့လူစီကမျှော်လင်းရတဲ့ဒုက္ခပို့ပြီးတော့မှပူလောင်ရတယ်ဒေါ်ပါရေအဲ့တော့တေးချာလေးဘယ်လောက်ဖို့ထိုးမလဲပြောအေးတထေးပြည့်ခွေးပြည့်ဖြစ်လွယ်တာလဲညီးစီမှာပဲရတာဆိုတော့မနေ့ကငါထိုးထားတာလေတကွငါတောင်းဖို့အားလိုက်ရစီရမယ်ပတ်စံကတော့ပေါက်တော့လေတခါတည်းနှုတ်လိုက်ပေါ့မပေါက်တော့လေအကျွေးပေါ့ရပါရဲ့ဒေါ်ပါရဲ့ငွေကြေးရပြောစရာမလိုပါဘူးဒါပေမဲ့နည်းနည်းတော့များနေနော်ငါစီမှာလဲစိတ်ရင်းရှိပါတယ်ပေးမှာပေါ့ဟောရုံပါတယ်ဒေါ်ပါရဲ့ရုံလို့လေဒေါ်ပါဒီလိုလုပ်ပြီးတာပေါ့အဲ့ဆိုရင်မနေ့ကခဏန်းနေပဲနော်ဟုတ်တယ်ဟောအဲ့ဆိုကျမရက်ွက်ထဲကိုလိုက်ပြောလေခဏန်းလေးလိုက်ကောက်လိုက်အောင်သွားရမယ်နော်အေးတော်ဟာဖေးမင်းလည်းမကောင်းပါဘူးဘာဖြစ်လဲပတ်စံလို့ပါကွာပတ်စံလို့ငါ့ကြီးယူလုံးကိုဘာမင်းငါလူတာမဟုတ်ဘူးကွာငါမေလူတာမနေ့ကမေနဲ့ငါလည်းဖုန်းပြောပြတယ်ပတ်စံလို့တဲ့ကွာမင်းတလောပဲအင်ကို30လွှဲတာမဟုတ်ဘူးလားဟုတ်တယ်ငါလွတ်ပြီဒါပေမဲ့မေကလည်းငါပြတော့မတော့ပါဘူးကွာငါညံ့တာပါမေလူရဲ့ချိန်မှာငါမှမရှာပေးနေတာအဲ့လိုလည်းမဟုတ်ဘူးလေကွာမင်းလည်း30ကိုချွေပြီးတော့တက်နိုင်နေပြပို့နေတာပဲဒါနဲ့မင်းမေကတူးတီတို့လောင်းကစားတို့လုံနေရတာကွာဖြစ်နေမှာကွာမေပြောတာတော့မြန်မာနိုင်ငံမှာကုန်စည်နှုန်းတွေတက်တယ်တဲ့ပြီးတော့အိမ်သားကအရင်ကတည်းကပို့ပြီးတော့များလာတယ်တဲ့ပြီးတော့စားတာတောက်တာတွေကထင်တာတူတာလက်နဲ့ဆိုတော့လေပုံမဟုတ်ကွာဒါနဲ့မင်းကဘယ်လောက်လိုလဲငါတော့ရနိုင်တော့ကွာတိတ်နေဆိုတော့လိုနေတယ်30တော့ငါမှမရှိဘူးကွာငါမှ9သိန်းလောက်တော့ရှိတယ်မင်းအဲ့ဒါကိုရေးလေးပို့ထားတယ်နော်ကျေးဇူးတင်ပါတယ်ကွာအေးအဲ့လိုမင်းပို့ရမယ်တော့မစီရလေးပို့ထားတယ်ကွာပို့လိုက်ပြီနော်အေးငါပို့ထားတယ်နော်
ဟယ်လိုမေဟိုအမေကိုတာပတ်စံလွှဲထားရနော်အမေတွားထုတ်လိုက်အောင် အေးတာအမေမှလည်းငါသားပဲအားကိုနေရတာဒါနဲ့တာအမေကိုဘယ်လောက်လဲလိုက်တာလဲ ဟောတာ9သိန်းလွှဲထားတယ်မေ9သိန်း ဘာ9သိန်းမလေးရှက်စရာကောင်းလိုက်တာနိုင်ငံခြားမှာအလုပ်သွားလုပ်နေတဲ့သားမအေးကိုပတ်စံလွှဲတာ9သိန်းနဲ့စားလုံးကကောင်းညသေးရဲ့လားအရက်ကတော့ရေ အဲ့တော့ဒီမပေါ်ပါနဲ့အမေရဲ့တာတကယ်အဆင်မပြေလို့ပါအခု9သိန်းတောင်လေတာတကယ်ကြီးတွေကချီးပြီးတော့အမေလိုအပ်တယ်ဆိုတော့တာလွှဲပေးလိုက်တာပါအမေရဲ့ နင်ကနိုင်ငံရဲ့ချမ်းမှာနေပြီးငါထက်တောင်မွဲပြနေသေးတယ်နင်ပေးတာ9သိန်းငါမြူချက်ချင်းပြန်လွှဲပေးလိုက်မယ် အမေရဲ့သူများနိုင်ငံမှာခံစားရတဲ့ဒုက္ခကိုယ်နိုင်ငံမှာခံစားရတဲ့ဒုက္ခတဲ့အစောပေါင်းများစွာနာကျင်ရပါတယ်အမေရဲ့ဒါတော့မှလေကိုယ်စိတ်ကိုမပိုင်ရဘူးအမေရဲ့ဒီမှာနဲ့ဆိုရင်တော့ဒါတော့မှညှဉ်းညူပိုင်မှုမရှိပါဘူးဘုရားကြီးကိုခိုင်းတာတော့ကိုကျွေးရစားနေရတဲ့ဘဝတွေပါ အဲ့လောက်မှအစင်မပြေနေရင်လေနင်ပေးတာ9သိန်းငါမယူဘူးငါချက်ချင်းပြန်လွှဲပေးလိုက်မယ်ဒါပဲ အမေအမေ တော့ပါရေတော့ပါဟဲ့ဘသူတော့အိမ်ရှိမှာအော်ကြီးဟစ်ကြံနဲ့